မင်္ဂလာပါဒီဗီဒီယိုလေးကတော့ခင်ချ2 City Block ကိုစိတ်ယုံ3ဝင်စမန်းနဲ့3တဲ့ခါကျရင်ဘလက်မက်ပြောင်းလေးလေးကိုကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါတယ်ဘလက်မက်ပြောင်းမယ်ဆိုရင်အရင်ဆုံးမိမိတို့ရဲ့ကွန်ပျူတာထဲဝင်မယ်ဝင်ပြီးရင်ကျွန်တော်တို့ Bluetooth device ဆိုတာလေးကိုချမယ်အဲ့ဒီ Bluetooth device ဆိုတာလေးကိုချပြီးရင်အဲ့မှာကျွန်တော်တို့ဒီမှာ Bluetooth device ဆိုတာရှိတယ်ပြီးရင်ကျွန်တော်တို့ဒီမှာ Printer S scanner ဆိုတာလေးကိုတွေ့ပါလိမ့်မယ်အဲ့ဒီမှာမိမိတို့ရဲ့ခုနကတွင်းထားတဲ့ driver ရှိတယ်ပေါ့နော်ဂင်ဂျာ GL24 City Plus ဆိုတာလေးရှိတယ်အကောင့်လေးကိုတစ်ချက်နေပြီးဝင်မယ်ဝင်ပြီးကနေကျွန်တော်မှာခုပြထားတယ် Printing Perfectness ဆိုတာလေးရှိတယ်အကောင့်လေးတွေကိုကျွန်တော်တို့မှာဒီကောင်လေးကိုကျွန်တော်တို့ဝင်မယ်ဒါလေးကိုတစ်ချက်ထပ်နေလိုက်နေပြီးကနေကျွန်တော်တို့မှာ stock ဆိုတာလေးတွေ့ပါလိမ့်မယ်ဒါကျွန်တော်တို့ကဒါ black mat ပြောင်းပြီးသွားလို့ပေါ့နော်မပြောင်းရရင်သူ့ရဲ့ပုံစံဒီလိုမျိုးလာမယ်ဒီပုံစံလေးလာမယ်ပေါ့နော်ဒါဆိုကျွန်တော်ဒါလေးကို black mat ပြောင်းဖို့အတွက် label win mat ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးွားရတယ်ကျွန်တော်တို့ okay ပေးမယ်ပေးပြီးွားရတယ်ကျွန်တော်တို့တကထပ်ဝင်ကြည့်မယ်ပေါ့နော်ဒီလိုထပ်ပြီးတော့ဝင်ကြည့်ပြောင်းမပြောင်းသိချင်လို့ပေါ့နော် store ဆိုတာလည်းနှိပ်လိုက်ပါဒါဆိုကျွန်တော်တို့မှာ label win mat ပြောင်းသွားပြီပေါ့ပြီးရင် okay ပေးပြီးွားရတယ်မိမိတို့ရဲ့သက်ဆိုင်ရာ label ထုတ်ဆိုပေးရနေပြီးတော့ချိတ်ဆက်ပြီးတော့ဒါထုတ်လို့ရမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်